ဒီဘက်တို့ဘာမှအနွယ်ဝင်နေဖြစ်ကြတဲ့မျိုးလူမျိုးတွေဟာရခိုင်ရသဝင်ကျမ်းတွေရဲ့ပေါ်ပြချက်တွေအရတိဘက်ဒေသကနေအရှိစုစုကိုပြောင်းရွှေ့လာရင်အာသံမဏိပူရနယ်မြေထဲမှာနှစ်900လောက်နေထိုင်ကျက်စားခဲ့ပါတယ်ဒီစီ3500ခုနှစ်လောက်မှာတော့မျိုးလူမျိုးတွေဟာမြန်မာနိုင်ငံကိုဝင်ရောက်လာခဲ့ပြီးရခိုင်ပြည်နယ်ကိုအစောဆုံးအခြေချနေထိုင်တဲ့မျိုးနွယ်စုတွေဖြစ်ပါတယ်မြန်မာနိုင်ငံမှာရခိုင်ပြည်နယ်မြောက်ပိုင်းပုံနာကျွန်းမြို့နယ်ကြောက်တော်နဲ့ဘူးသီးတောင်မောင်းတော်ဒေသတွေမှာအများဆုံးနေထိုင်ကြတဲ့မျိုးလူမျိုးတွေဟာဘင်္ဂလားဒေ့ရှ်အိန္ဒိယနိုင်ငံနယ်နိမိတ်တွေမှာလည်းပြန့်နှံ့နေထိုင်ကြပါတယ်ဒါကတော့ BC 3500ခုနှစ်လောက်မှာမြန်မာနိုင်ငံကိုအနောက်မြောက်ပိုင်းအာသံမဏိပူရဒေသကနေဝင်ရောက်လာပြီးချင်းပြည်နယ်ကိုဖျက်ပြီးတော့ရခိုင်ပြည်နယ်ကိုအစောဆုံးရောက်ရှိအခြေချနေထိုင်ကြတဲ့မျိုးလူမျိုးတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီမျိုးလူမျိုးတွေရဲ့သမိုင်းကြောင်းယဉ်ကျေးမှုနဲ့ဘာသာစကားတွေအကြောင်းကိုကျွန်တော်တို့ကမာယုမီဒီယာတင်ဆက်ပေးသွားမှာပါမျိုးလူမျိုးတွေဟာတောတောင်တဘာဝအလှတွေနဲ့ပျော်မွေ့တာကြောင့်တောင်တန်းဒေသတွေမှာသာအများဆုံးနေထိုင်ကြပါတယ်လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာဒေသတွေဖြစ်တာကြောင့်စီးပွားရေးသမားတွေကုန်သည်တွေမရှိသလောက်ရှားပါပြီးတောင်ပေါ်သားများဖြစ်ကြတဲ့အတွက်တောင်ရဆိုင်ခြင်းအမဲလိုက်ခြင်းတရိတ်ဆန်များမွေးမှုခြင်းစတဲ့ဒေသတိုးတက်မှုနှိမ့်ကွေးတဲ့အသက်မွေးမှုတွေနဲ့ကျင်လည်နေတတ်ကြပါတယ်အခုချိန်မှာတော့မျိုးလူမျိုးတွေဟာရခိုင်ပြည်နယ်မှာ3သိန်းခွဲဝန်းကျင်နဲ့ချင်းပြည်နယ်ပလက်ဝဒေသတွေမှာ2000ဝန်းကျင်ပဲကျန်ရှိနေပါတော့တယ်။တောင်ပေါ်ဒေသကိုနှစ်သက်ပြီးတောင်ပေါ်ဒေသသားတွေလို့ခံယူထားတဲ့မျိုးလူမျိုးတွေရဲ့အခက်အခဲတွေကဘာတွေလဲ။မြို့တိုင်းရင်းသားတွေဟာ1983 1983တကောင်စီရင်တွေရဲ့အားနည်းချက်တွေကြောင့်ပုံနာကျွန်းပေါက်တော်ဘူးတီတောင်မြောက်ဦးမြို့နယ်တောင်ပိုင်းဒေသတွေမှာနေထိုင်ကြတဲ့မျိုးလူမျိုးတွေကိုမြို့တိုင်းရင်းသားဘာသာစကားအရာလူလို့အဓိပ္ပာယ်ရတဲ့ခမွီးဆိုတဲ့စကားကိုမှားယွင်းစွာသုံးစွဲပြီးခမွီးလူမျိုးတွေလို့သတ်မှတ်ခံခဲ့ရပါတယ်ဒီလိုမှားယွင်းမှုတွေကနေတစ်ဆင့်မျိုးတစ်ဖြစ်လက်ခမွီးလူမျိုးတွေလို့သတ်မှတ်ခံရတဲ့မျိုးတိုင်းရင်းသားတွေဟာချင်းလူမျိုး35မျိုးထဲမှာပါဝင်တဲ့ခမီလူမျိုးစုအဖြစ်အစိုးရရဲ့ထွတ်သွင်းခြင်းကိုခံခဲ့ရပါတယ်မြို့တိုင်းရင်းသားဒီမိုကရေစီပါတီဥက္ကဋ္ဌဖြစ်တဲ့ဦးမြင့်ထွန်းကတော့ဒီလိုသမိုင်းကြောင်းယဉ်ကျေးမှုမြင့်မားတဲ့မျိုးနွယ်စုကိုအစိုးရကခွဲခြားလိုက်တာဟာတိုင်းရင်းသားတွေအတွက်ဘယ်လိုခံစားရသလဲဘယ်လိုအကျိုးဆက်တွေနဲ့နိုင်ငံရေးရည်မှန်းချက်တွေခံယူချက်တွေဘယ်လောက်ဆုံးရှုံးသွားခဲ့ရလဲဆိုတာကိုရှင်းပြခဲ့ပါတယ်အခုနဲ့ထုံးတဆေးလေးတကောင်ဆက်ပေါ်လာတယ်ဆိုတော့ဦးနေဝကမြန်မာနိုင်ငံကိုတိုင်းဒေသလူမျိုးစင်ကောင်းမယ်ခဏတို့ကျွန်တော်ကအခက်ခမင်းပြခဏတော့ဝါခမင်းပြကျွန်တော်နဲ့လူမျိုးတူဖြစ်တယ်ခဏတို့ခဏစီထုံးတကောင်စင်မှာကောင်းလို့ရှင်ခမင်းခင်ကြပါနေမီဒေတာတပိုင်းဒီမိုကရေစီပါလီမန်ဒီမိုကရေစီနေမီဒေတာအုပ်ချုပ်ကိုပဲအုပ်ချုပ်ခွင့်ရမယ်နေမီစတိတ်အေရီယာရတယ်ဆိုတော့မင်းစီတယ်အဲ့လိုစီးပါရှိတယ်
စီလိုဆိုကိုကလည်းဘာမှလည်းမသိဘူးကိုကလည်းမအစစ်ခမင်းလို့ကိုစကားပြောတာနဲ့တကောင်စင်ကောက်လို့ရှိခမင်း တိုင်းရင်းသားဖြစ်တည်မှုကိုနှစ်ပိုင်းခွဲခြားခံလိုက်ရတဲ့မျိုးလူမျိုးတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကရောဘာတွေလဲ အဲ့ဒါငါမင်းမအခုကျွန်တော်အမျိုးသမီးသူမဲ့ဘူးတယ်မမဲ့ဘူးတော့ခမင်းကျွန်တော်မဲ့ဘူးတော့မျိုးကျွန်တော်အထုံးစင်အဖူဖော်တယ်မျိုးသူရဲ့အဖူဖော်ခဏချက်တုံးခေါ်တဲ့စားတာကိုအဲ့ဒီ generation နောက်မှာအလုပ်ခမင်းမဲ့ဘူးတော့ပါလာခဏချက်တုံးခေါ်တဲ့မျိုးခလေးလူမျိုးစဲတဲ့လူကလည်းအဲ့ဒါနဲ့ generation အမျိုးဖြစ်ရှေ့ခါကလူကြီးတွေအသက်ကြီးတွေဝါကြီးတွေခေါင်းကောက်ပင်းနေခဲ့ဝါကြီးတွေတမိုင်းကိုမလေးလာခေလို့ငငယ်ပရိယပကွေဝါခေလို့မိမိရဲ့စကားခမင်းဆိုလူတော်ဆိုတဲ့အမေနာမကိုလူမျိုးအဖိုက်စရက်မခေလို့နိုးနေခမင်းမဲ့ပူတော့ကွေးရလားမဲ့ပူတော့ခုလွေးတာနော်ကျွန်တော်အလုပ်လုပ်လူမျိုးအမေနာမခေမှုလွေးမမှုနော်လူမျိုးစင်းမက်ကန်းဝါတော့လားတကောင်စင်းအဲ့ဒါကိုကျန်တဲ့အခုတူတယ်မြို့တိုင်းရင်းသားစာပေဟာ1980ဝန်းကျင်လောက်မှာပေါ်ပေါက်ခဲ့ပြီး2000ခုနှစ်ဝန်းကျင်မှာတော့စာပေတင်ကြားမှုဘိုင်းကိုတည်တည်ပြည့်ပြည့်လှုပ်ဆောင်လာခဲ့ကြပါတယ်။ကျောင်းဆရာအလုပ်လုပ်ကင်နေတဲ့ကိုစီသူဆိုးကမြောက်ဦးမြို့နယ်စာပေနဲ့ယဉ်ကျေးမှုမှာဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူပါ။စနေတွေခါခလဲနေတွေအော်ဆိုရမြို့တိုင်းရင်းသားစာပေပြန့်ပွားရေးအတွက်ပါအာသွန်ခွန်ဆိုင်ကြိုးပမ်းနေတဲ့သူ့အတွက်စာပေပြန့်ပွားရေးသာမကမြို့တိုင်းရင်းသားကလေးငယ်တွေစာပေတက်မြောက်ရေးအတွက်အခက်အခဲတွေကိုလည်းရှင်းပြခဲ့ပါတယ်။တိုင်းရင်းသားစာပေနဲ့တက်ပြီးတော့ကျွန်တော်တို့ကဒီခုလက်ရှိမှာကျွန်တော်တို့ဒီနိုင်ငံတော်ကလေဒီအားကျတွေကမရှာသေးဘူးလေကျွန်တော်တို့တိုင်းရင်းသားတွေအနေနဲ့ဒီကျွန်တော်တို့စီမံလေးဒီဘယ်လိုပြောလဲငွေကြေးပေါ့အဲ့ဒါကိုကျွန်တော်တို့မခွင့်ဘူးအဲ့ပြဿနာကျွန်တော်ဆိုရတယ်ပြီးတော့ဒီနိုင်ငံတော်ကျောင်းတွေမှာကျွန်တော်တို့ဒီစာပေကိုတင်နေဆိုရင်ကျွန်တော်တို့လူမျိုးတွေအတွက်ဒီဘယ်လိုပြောမလဲပိုးဘာသာစကားပေါ့ညီချင်းမှုအဲ့ဒါတွေကိုထင်ပြီးဖို့ပြီးတော့ဒီဘယ်လိုပြောမလဲကျွန်တော်တို့မျိုးတိုင်းရတာတူစီတိုင်းပေါ့နော်အကုန်လုံးစာပေတက်မြတ်နိုင်တဲ့အရေးရှင်တွေကျွန်တော်တို့ရှိမှာလားလို့ကျွန်တော်ကပြောနေတာကျွန်တော်ကဒီအစိုးရဘိုင်းကိုကျွန်တော်တို့ဒီစာပေနေပေါ့နော်အခုဒီအစိုးရကျောင်းတွေမှာဒီလာဆာမတွေကိုဒီလာစာပုံပေးပြီးမှလေအဲ့လိုတင်ချပြရှင်ရဲ့အတိုင်းတာကိုကျွန်တော်အဲဒီလိုပြောဒေသဖွံ့ဖြိုးရေးနယ်ပါပြီးခွဲခြားခံရတဲ့မြို့နယ်ခမီတိုင်းရင်းသားတွေဟာရိုးရာယဉ်ကျေးမှုရိုးရာအကြီးမှုကားပုံတွေလည်းမျက်နှိုးပြီးထိန်းသိမ်းကြသူတွေပါဒီရိုးရာအကားတွေဟာလူမျိုးတစ်မျိုးအတွက်ဘလောက်အရေးပါကြောင်းနဲ့ဘလို့အတိတ်တွေရှိကြောင်းကိုရှင်းပြခဲ့သူကမတ်ချိုမအောင်ပါအခုလာမဲ့လူငယ်တွေအတွက်ရောအရေးပါရောပေါ့နော်အခုခလေးတွေအတွက်အမျိုးတစ်စင်းပြီးတော့ထိန်းသိမ်းရမယ်လူကြီးတွေကနေခလေးတွေပြောပြမယ်ပေါ့နော်ဒါမိလူမျိုးချစ်ရမယ်ဒါမိရိုးရတဲ့လေးကိုထိန်းသိမ်းရမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောချင်းအပြင်လူငယ်တွေလည်းထိန်းသိမ်းမိလို့ထင်ပါတယ်တဖြည်းဖြည်းနဲ့ပြတ်သွားမှာပေါ့နော်ရိုးရတဲ့လေးတွေမရှိတော့ဘူးပြတ်ဒီလောက်လူငယ်ဆုံးမှာကိုယ့်ရဲ့ရိုးရမထိန်းသိမ်းလို့ရှိရင်တဖြည်းဖြည်းနဲ့တက်ကွယ်သွားမှာမြို့တိုင်းရင်းသားတွေဟာပွဲတော်တွေမှာကားတဲ့ရိုးရာအကားတွေအပြင်အိမ်တစ်တပွဲပေါက်တစ်စားပွဲတွေမှာလည်းလူကြီးသူမတွေကအစာတီးမှုတ်ကခုန်ကြတဲ့ချစ်စရာတလေးလည်းရှိပါသေးတယ်ဒါကတော့မြို့တိုင်းရင်းသားရိုးရာအိမ်တစ်တပွဲတွေရိုးရာကောက်တစ်စားပွဲတွေမှာကျင်းပလေးရှိတဲ့ရိုးရာအတီးမှုတ်အကားခုန်တွေပဲဖြစ်ပါတယ်
ကြေးရွာတွေမှာဒီလိုအိမ်တစ်တက်ပွဲကောက်တစ်စားပွဲတွေကျင်းပတိုင်းလူပြိုအရွယ်ကလေးကပါဝင်ဆင်နွှဲနေကြအဖိုးအိုကတော့အတော်ပါ ပေါ်လောင်လောင်လူနေအောင်မလောင်လေးရဖို့တော့လောင်စားလို့လောင်စားလောင်လေး အိမ်တစ်သက်ပွဲကောက်တစ်စားပွဲတွေမှာဒီအကောက်ကားလေးရှိပါတယ်အိမ်တစ်သက်ရင်မင်္ဂလာရှိအောင်ကောက်တစ်စားပွဲဆိုရင်လည်းစပားတွေပေါ်များအောင်ကျင်းပပြီးနတ်တွေကိုပူဇော်ပါတာပါတချင်းရဲ့အဓိပ္ပာယ်ကလည်းမင်္ဂလာရှိအောင်ရေးဆက်ထားတာပဲဖြစ်ပါတယ် လုံးတွေ့တောင်းဖုံဝဲဆုံးလေးနေရခမင်လာခေကလာဖုံစေချာဝေပဲတော့ပွာလုံးဖုံလိုက်စေပြီးလုံးဖုံဝေကောဒီချက်မဆိုလေဝဲ အင်ဂျီ100ကျော်ရှိပြီးမြို့လူဦးရေ400ကျော်နေထိုင်တဲ့မြောက်ဦးမြို့နယ်ထဲကမကြားဆယ်ကျေးရွာဟာမြောက်ဦးမြို့နယ်ထဲကမြို့တိုင်းရင်းသားတွေနေထိုင်တဲ့ကျေးရွာထဲမှာလူဦးရေအထူထပ်ဆုံးနဲ့အတိုးတက်ဆုံးကျေးရွာပါဒါပေမဲ့ဒီလိုနေရာမှာလည်းလိုအပ်ချက်တွေများပြားလွန်းနေပါတယ်ဒီလိုလိုအပ်ချက်တွေများပြားလွန်းနေတာဟာလူဦးရေသိန်းကြီးရှိတဲ့မြို့တိုင်းရင်းသားတွေအတွက်တိုင်းရင်းသားရေးရာဝန်ကြီးမရှိလို့ပဲဖြစ်တယ်လို့အခိုင်အမာယုံကြည်ထားသူကမကြားဆယ်ကျေးရွာအုပ်ချုပ်ရေးမှူးပါနိုင်ငံလူဦးရေရဲ့3.1%ရှိုံနဲ့တိုင်းရင်းသားဝန်ကြီးထားရှိနိုင်တဲ့အခွင့်အရေးကိုလူဦးရေသိန်းကြီးရှိတဲ့မြို့တိုင်းရင်းသားတွေဘာကြောင့်လက်လွတ်ခဲ့ရတာလဲ ဒီရခိုင်ပြည်တွင်းထက်မှာမိတဲ့နေထိုင်တဲ့လူမျိုးတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အခု2008ဖွဲ့စည်းအုပ်ချုပ်မှုထက်မှာရေးရဆိုတဲ့အာရုံတစ်ခုကျွန်တော်ဆုံးရှုံးခဲ့ရပါတယ်။ဘာလို့ဆိုမျိုးနဲ့ခမင်းဆိုတာခွေးပြစ်တယ်သူတို့ကခမင်းလူဦးရေနဲ့မျိုးလူဦးရေပေါင်းပြီးမှတာလည်း9000 6000ဆိုပြီးတော့ဇင်ရတန်ထားတယ်။တကယ်တမ်းတော့ကျွန်တော်မျိုးနဲ့ခမင်းနဲ့အတူတူပါပဲ။အတူတူလူမျိုးတစ်မျိုးစမ်းသပ်လာတဲ့တို့ရင်ကျမအတူတူပဲ။အဲ့ဒီလူကြီးတွေဆိုတာပေါ့အထက်ကရခိုင်ပြည်ရဲ့ရခိုင်လူကြီးတွေကဓာတ်တွေကိုပေးလိုက်လို့ရှိရင်သူတို့ရဲ့အဲ့ဒီကပေးရတယ်လို့ဖြစ်နေတဲ့ပုံစံမျိုးသူတို့ကယူဆရထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့လိုအပ်ချက်တွေမရခဲ့ဘူးပေါ့ရဲရောင်ဝါကြီးတင်နေရလဲကျွန်တော်မရခဲ့ဘူးလူရပြည့်မီနေရတဲ့အခွင့်ခံထားရတယ်အဲ့ဒါမှကျွန်တော်ခံစားပါတယ် မြို့တိုင်းရင်းသားတယောက်အနေနဲ့ Federal ဆိုတာဘာလဲဘယ်လိုခံယူထားလဲရခိုင်ပြည်နယ်သား Federal စနစ်ရရင်ဘာတွေဖြစ်စေခြင်းလဲဆိုတာကိုလည်းပြောပြသွားခဲ့ပါတယ် Federal ကိုကျွန်တော်ခုနပြောသလိုပဲကျွန်တော်တို့အကုန်လုံးဓာတ်လူအခွင့်အရေးတစ်ခုတိုက်တာရှိတစ်ခုတော့ကျွန်တော်တို့လေးလိုချင်တာပေါ့အလုပ်ကြရရှိရေးဟိုတခြားစီးပွားရေးလူမျိုးရေးဆိုတော့အကုန်လုံးဖက်ကဘက်ဆုံးကျွန်တော်တို့လူမျိုးတွေကိုလည်းနည်းနည်းငင်းညာထောက်ပြီးတော့လေရခိုင်ပြည်တွင်းထက်မှာရခိုင်ရတယ်လို့ကျွန်တော်တို့လည်းရစီချင်တာပေါ့အဲ့ဒါမျိုးတစ်ခုတော့ကျွန်တော်တို့တောင်းဆိုချင်တာပေါ့ ဒါတွေကမြန်မာနိုင်ငံမှာကိုထီကိုနန်းနဲ့နေထိုင်ခဲ့ကြတဲ့သမိုင်းကြောင်းကြီးမားတဲ့ရခိုင်ပြည်နယ်မှာအစောဆုံးလာရောက်နေထိုင်ခဲ့ကြတဲ့မြို့လူမျိုးတွေပဲဖြစ်ပါတယ်စစ်အာဏာရှင်အစိုးရရဲ့အမှားတစ်ခုကနေလူမျိုးစုပါကွယ်ပြောက်ခံနေအထိဖြစ်ပွားခဲ့ရတဲ့မြို့တိုင်းရင်းသားတွေအတွက်မြို့နဲ့ခမီပြန်လဲပေါင်းဆက်ရေးကတိုင်းရင်းသားရည်မှန်းချက်ပဲဖြစ်ပါတယ်